ကျေးဇူးပြုရမှတ်တရပါအိုဖျားသခင်ကိုရောသားတော်ခရစ်တော်သခင်ဒီမိမိသွေးတော်ကိုတူးလောင်းတော်မူခြင်းဖြင့်ကိုရောရဲ့စေခါနိုအဖို့ပါစကာပွဲတော်မြတ်ကိုတည်ထောင်တော်မူခဲ့သည်နဲ့ညီကိုရောရဲ့သားသမီးတို့အပေါ်ထားရှိသောချစ်ခင်ကျင်နာမှုကိုအောက်မဲ့တည်ရတော်မူ၍သူတို့ကိုတန်ရှင်းစေတော်မူပြီးလျင်စင်ကာကွယ်ဆောင်ရှောက်တော်မူပါမည်အကြောင်းကာလဆက်ဆက်သက်ရှင်တော်မူ၍စူးစမ်းတော်မူသောတာတော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျား
อาลงไทยแม้จันซาฟาสุชินเยซูคริสต์ตะเคนดอกคาสริยาคันดอมูรอตุจานิจีปฐมาจารย์ตูรีจินอเราอีอภิญญาจองดอกคาคันทางเคยาดี Prophet เอสายาอนากาติจานอาคารชีงาสนิดอาคารเงสตงมาอาคารชีงาสตงอาคารเงสนิดอธิชีลองาอีจวนดีจีพวาไลมีตูดีชีมียวเชงขายาเยอัทเวดอัทัยดาวเยาวไลมีตูดีลูดาวอีปงตะดานลูอีอาเซมชีตะเกดาวเยวอาเซมเปียนีรอจองลูมีอาดาวดีอาเตเลชิจาอีมีอาสวารลูมีอาดาวกูเลไซชกถวยเสไลมีบายมีอาดาวดีเลตัวอาจารย์กูนกไปในจาไลมีอาจารย์มูกาตูเรามาเปียวพูรออายาดาวกูมินจาอีมาจาพูรออายาดาวกูเลนาเลจาอีชินอดาวจาแค่รออายามีอากูมีตูยองจิมินีพยาตะเคอีเลยยองดอกูมีตัวเทนชาสีเคตนีตูดีอนุนแกดอกละกองเช่าตัวยดอเมียมะอเตตแกดอกละกองชีดอนายเทนชาสพอทวนละอีตัวจีเชนสยาลาปะเตนเตชูเชนพวยดออาเซมชีนิลูพวยสยาอาเซนดรันเลมชีตูดีลูอาลงดอกธรรมะเช่าชาเชงขายาตูดอกข้าเวทนาคันสานิยาตูวันเนจิควยนิตูลูอาลงดอกอีเมียนาลุยเชงขายาตูเช่าชาขายาเวชินาดอกกูได้อาเทนเตขายาตูพิอีตูดีอามันเซนเซตชินาดอกอีเวทนาญากูติตาสีรมูอีชินาดอกอีดอกข้าญากูวันเยทานเยเลบีชินาดอกมูกาตุกูเชิงสามีตูพยาดังคักขายาตูนิงชาเช่าชาขายาตูหูเทมาจาบีตูมูกาชินาดอกอีอภิเดโดเซยมีอาอตัวอานาตยะขายาดอมูอีชินาดอกอีมะกองชินมีอาอตัวชีกวยยาเลบีตูดีชินาดอกอีเงินชันตายามูอตัวดานขันดอมูดีตูอีขันดอมูชิมพิดชินาดอกอาลงอนายกาเพียวเกนชายาอีชินาดอกอาลงดีตูมีอาเกดอกลันรวยเคจาปีกูลันดอกอติติเลยเคจาบีพยาตะเคนดีชินาดอกอาลงอีอภิญญากูตูอปอดอกเตนเลอีตูดียินเสขายาดีกูเลขาเลอีตูตัดยองดอกสองยูตัวดอกตูเกดอกละกองตูมวยญาตมยาตมามยาด้วยอัตามทวดดอกตูเกดอกละกองมิมีอีนอกกูมาเพื่อนเบนีอีมัตยาชีเย็นยินเสเลียตูกูเท่าซองตัวจาอีตูอีอเมียวอนเวกูมีตูนวลพิามินีอัตชินดอลูดาวอีมีมะตูกูเต้าเตนเปชินจาอีตูดีงาลูเมียวอีอภิญญาจองเตดีไตอองในเซชินคา
คันทานเลบีตูดีมะกองดุสยกูมะพิวนกเพียนเลมูดามะเปียวรอจอลูสูดองเนอตูမြောက်နာချင်းငါစီရင်ခံရတော်လေကိုတင်ချိုင်မှတတိများနဲ့အတူထားကြ၏ဖယားသခင်ဒီသူကိုဖိနှယံအလိုရှိ၏သူဒီမိမိကိုဒန်ဆပ်ဖြေရာပူဇော်တကာအဖြစ်ပူဇော်လျင်တားစေမြေဆက်ရှားရှိစွာမြင်ရလိမ့်မည်ဖယားသခင်ဤအလိုတော်ဒီလေသူဤလက်၌ကျွေဝလိမ့်မည်မိမိခံထမ်းခဲ့သောအကျိုးဆက်ကြောင့်အလင်းကိုမြင်ရလိမ့်မည်မိမိအတိစိတ်၌စိတ်ချမ်းသာမှုရရှိလိမ့်မည်ဖြောမတ်တော်ငါဤအစီခံဒီအများတို့အားဖြောမတ်တန်ရှင်းစေလိမ့်မည်သူဒီသူတို့ဤအပြစ်ဒုစရိုက်ကိုမိမိကိုယ်တိုင်ခံထားလိမ့်မည်ထို့ကြောင့်များစွာသောလူတို့ကိုသူအားခွေးဝေပေးမည်ခွန်အားကြီးသောသူတို့နှင့်အတူဖန်ဆီးရရှိသောဥစ္စာများကိုခွေးဝေပေးမည်အကြောင်းမူကားသူဒီအသက်ကိုပင်မနှမျောပဲမိမိကိုအနာ၏မတရားသောသူတို့နှင့်ရည်တွက်ခြင်းကိုခံခဲ့၏လူအများတို့၏အပြစ်များကိုလွတ်မြောက်စေ၏မတရားသောသူတို့အဖို့ဆုတောင်းပေးသူဖြစ်သည်ဣဒီကဖျားသခင်၏နှုတ်ကပတ်တော်ပေသည်ဖျားသခင်အားကျေးဇူးတင်ပါသည် Ananda
ဒုတိယကျမ်းနားထောင်ခြင်းပါရမီကိုစီးပူးတော်မူ၍မိမိကိုနားထောင်တော်သူတို့အားလုံးတို့အားကယ်တင်ခြင်းချမ်းသာရကြောင်းဖြစ်တော်မူ၏ရှင်ဘောလူဟေဘဲပြောတော်တန်ရေးပေးတော်စာအခန်းကြီး၄အခန်းငယ်14မှ16အခန်းကြီး9အခန်းငယ်9မှ9ချီကောင်းကင်နိုင်ငံတို့ကြောဝင်တော်မူသောယဟန်ချုပ်ဖြစ်တော်မူသောဖျား၏သားတော်ယေရှုခရစ်တုသည်ကျွန်တော်တို့တွင်ရှိတော်မူသောကြောင့်ကျွန်တော်တို့ဝန်ခံခဲ့ကြသောယုံကြည်ရာချက်များကိုစောင့်ထိန်ကြစို့ကျွန်တော်တို့၏ယဟန်ချုပ်သည်ကျွန်တော်တို့ခံရသောဒုက္ခဆင်းရဲခြင်းများ၌ကိုချင်းစာတရားမရှိသူမဟုတ်ကိုရောသည်အပြစ်မှကင်းရှင်းတော်လဲကျွန်တော်တို့ကဲတို့ဤအမျိုးမျိုးတို့ဖြင့်စုံစမ်းနှောက်ယှက်ခြင်းများကိုခံခဲ့ရ၏ထို့ကြောင့်အကူအညီလိုအပ်သောအချိန်၌တနာကရုဏာကို၎င်းကျေးဇူးတော်ကို၎င်းရပါမည်အကြောင်းယုံကြည်ကိုးစားခြင်းနှင့်ကျေးဇူးတော်ရှင်၏ပလင်တို့ချင်းကကြစို့ခရစ်တုခင်သည်ဤလောက၌ရှိစဉ်တေခြင်းမှကယ်ဆယ်နိုင်တော်သူထံသို့မျက်ရည်ကျလျက်ကျဲတော်အတန်ဖြင့်ဆုတောင်းတော်အခါယိုသေးကိုင်းညွန့်ခြင်းနှင့်တောင်းတော်ကြောင့်သူ၏ဆုတောင်းတံကိုဘုရားသခင်နာညောင်းတော်မူခဲ့သည်ကိုရောသည်ဘုရားသခင်၏သားတော်ဖြစ်တော်လဲဒုက္ခများကိုကိုယ်တိုင်ခံစားလျက်နားထောင်ခြင်းပါရမီကိုစီးပူးတော်မူ၍စုံလင်ခြင်းသို့ရောက်ပြီးနောက်မိမိကိုနားထောင်တော်သူအားလုံးတို့အားကယ်တင်ခြင်းချမ်းသာရရာအကြောင်းဖြစ်တော်မူသည်ဤဒီကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပေသည်ဘုရားသခင်အားကျေးဇူးတင်ပါသည်ယေရှုခရစ်တုဖျားဘုံတော်ကုန်တော်ရှိရှိတည်းခရစ်တုသခင်သည်ကျွန်တော်တို့အတွက်ကြောင့်လက်ဝါးကားဆိုင်ပေါ်တွင်တည်ခြင်းကိုပြီးလက်ခံသည့်တရားခမည်းတော်ဖျားကိုနာခံတော်မူသည်ထို့ကြောင့်ဘုရားသခင်သည်ကိုယ်တော်အားချီးမြှောက်တော်မူ၍ဝိနာမတကာတို့ထက်ကြီးမြတ်တော်ပွဲထူးကိုပြီးတော်မူ၏ယေရှုခရစ်တုဖျားအားဘုန်းတော်ကုန်တော်ရှိပါစေတော်ရှင်ယောဟန်အခန်းကြီး18အခန်းငယ်1မှအခန်းကြီး19အခန်းငယ်40တိုင်တခင်ယေရှုသည်တပည့်တော်တို့နှင့်အတူဂေရန်ချောင်းတစ်ဖက်သို့ကြွတော်မူ၏ထိုရ၌ဥယျာဉ်တစ်ခုရှိ၍ကိုရောနှင့်တပည့်တော်တို့သည်ဥယျာဉ်ထဲသို့ဝင်ကြ၏ကိုရောကိုအနာမဲ့ယူဒသည်လည်းထိုနေရာကိုတည်လေ၏အကြောင်းမူကားယေရှုသည်တပည့်တော်တို့နှင့်အတူထိုနေရာ၌မကြာခဏတွေ့ဆုံလျက်ရှိသောကြောင့်သည်ထိုကြောင့်ယူဒသည်ယောမစစ်တပ်စုကို၎င်းယဟန်ကြီးကဲ့သို့နှင့်ပါရစီအိုတို့ထံမှအဆောင်ချို့တို့ကို၎င်းခေါ်ဆောင်၍မိအိမ်မိတုံနှင့်လက်နက်များကိုကိုင်ဆောင်ကာထိုနေရာသို့လာကြ၏ယေရှုသည်လည်းမိမိ၌ဖြစ်လက်တန်သောအကြောင်းအရာလုံးစုံတို့ကိုတည်မြင်ပြီးဖြစ်၍ရှိတို့ထွက်လာပြီးလေသင်တို့ဒီမိတုကိုရှာကြသည်ဘုသူတို့အားမေတော်မူ၏သူတို့ကနာဇရက်မြို့သားယေရှုကိုချကြပါသည်ဘုဆိုကြ၏တခင်ယေရှုကငါဒီထူသူဖြစ်၏ဘုမြင်တော်မူ၏ကိုရောကိုအနန္တောယူဒသည်လည်းသူတို့နှင့်တူရလက်နေ၏ယေရှုကငါဒီထူသူဖြစ်၏ဟုမြင်တော်မူသောအခါသူတို့သည်နောက်သို့လန်၍မိပေါ်သို့လဲကြကြ၏ထို့နောက်ယေရှုကသင်တို့ဒီမိတုကိုရှာကြသည်ဘုတဖန်ပြန်၍မိတော်မူပြန်၏သူတို့ကလည်းနာဇရက်မြို့သားယေရှုကိုရှာကြပါသည်ဘုဆိုကြ၏ယေရှုကငါဒီထူသူဖြစ်ဟုသင်တို့ငါပြောခဲ့ပြီတို့ဖြစ်၍သင်တို့ဒီငါကိုရှာကြလေသူတို့ကိုတွားခွင့်ပေးကြလောဘုသူတို့အားမြင်တော်မူ၏ဤကဲ့သို့မြင်တော်မူခြင်းမှာကျွန်ုပ်အားကိုရောပြရတော်မူသောသူတဆုံတယောက်များပျက်စီးခြင်းတို့မရောက်ရဟုကိုရောမြင့်ဆိုခဲ့သည့်စကားပြည့်စုံစေမည်အကြောင်းတည်းထိုအခါစီမွန်ပေတရုသည်မိမိ၌ဓာပါလာသဖြင့်
ดากูสวยทกยุยยานจีแกอีสิกันเดียวกูโคตรพิทุตุอีและยานุยเปียลีทุสิกันยี่มีกามลกุพิตดีเยซูกาเลတင်းဒါကိုဒအိမ်၌ပြန်သွင်းလောငါခမီးတော်ပေးတော်မူသောခွက်ဖလားကိုငါမတောက်ဘဲနေရမည်လောကိုပိတုအာမင်းတော်မူ၏ထို့နောက်ယောမစီတရေများ၎င်းတို့၏တမှုနှင့်ယူလူမျိုးတို့ဓမ္မအဆောင်တို့သည်ယေရှုကိုဖန်ဆီးချုပ်နှောင်ကာအာနာထံတို့ဥစွာခေါ်ဆောင်သွားကြ၏အကြောင်းမူကားအာနာသည်ထိုနှစ်တွင်ယဟန်ကြီးကဲ့ဖြစ်သောဂိုင်ဖာ၏ရောက်ကမဖြစ်သောကြောင့်သည်ဂိုင်ဖာဒီကလူပေါင်းတို့အဖို့လူတဦးတည်ခံရခြင်းသည်ပို၍ကောင်း၏ဟုယူလူမျိုးတို့အားကြံပေးခဲ့သူဖြစ်သည်စီမွန်ပေတရုနှင့်အခြားတပည့်တော်တို့သည်ယေရှု၏နောက်တော်သို့လိုက်ကြ၏ထိုတပည့်တော်သည်ယဟန်ကြီးကဲ့နှင့်တည်ကျွန်းသဖြင့်ယေရှုနှင့်သူယဟန်ကြီးကဲ့၏အင်တော်ဝင်းတွင်တို့ဝင်လေ၏ပေတရုမူကားဝင်းတော်ပင်တွင်ကြံ့နေခဲ့သောကြောင့်ယဟန်ကြီးကဲ့နှင့်တည်ကျွန်းသောတပည့်တော်သည်ဝင်းတော်ပင်တို့ထွက်သွားပြီးလေတက္ကဆောင်မြို့သမီးအားပြော၍ပေတရုကိုအင်တော်ဝင်းတွင်တို့ခေါ်ဆောင်ခဲ့လေ၏ထိုအခါတက္ကဆောင်မြို့သမီးကပေတရုအားတင်းဒီလဲထိုသူ၏တပင်များထဲမှတအိုးဖြစ်သည်မဟုတ်လောဟုမေးလျင်ပေတရုကအကျွန်ုပ်မဟုတ်ဟုဆို၏ထို့နောက်ယဟန်ကြီးကဲ့၏စေခါများနှင့်ဆောင်တို့သည်ချမ်းနေသောကြောင့်မိတွေ့ပြီးမိဖို့၍ပတ်လည်တွင်ရလျက်မိလုံနေကြ၏ပေတရုသည်လည်းသူတို့နှင့်အတူရ၍မိလုံနေလေ၏ထိုအခါယဟန်ကြီးကဲ့သည်ယေရှုအားတပည့်တော်တို့၏အကြောင်းကို၎င်းကိုယ်တော်၏တရားတော်အကြောင်းကို၎င်းမြင်မြန်လေ၏ယေရှုကသူ့အားပြန်ပြောတော်မူသည်ကားငါသည်လူအပေါင်းတို့၏ရှိတွင်ပွင့်လင်းစွာဟောပြောခဲ့ပါ၏ငါသည်လူမျိုးတို့စုဝေးရာတရားစရပ်များနှင့်ဗိမာန်တော်တွင်အစဉ်ဟောပြောသွန်သင်ခဲ့၏ငါသည်မိသည့်အရာကိုမျှလှူဝတ်စွာမဟောပြောခဲ့ပေသင်တို့သည်အဘယ်ကြောင့်ငါကိုမင်းမြန်ကြသနည်းငါဟောပြောခဲ့သည့်အကြောင်းအရာများကိုကြားနာခဲ့ပြီးသောသူတို့အားမင်းမြန်ကြပါလောသူတို့သည်ငါဟောပြောသမျှကိုသိကြ၏ကိုမင်းတော်မူ၏ကိုတော်သည်ဤသို့မင်းတော်မူလေအနိနရလက်နေသောအဆောင်များထဲမှတယောက်ကယေရှု၏ပါကိုရိုက်၍တင်းဒီယဟန်အကြီးကျယ်ကိုဤသို့ဖြေချရသလောဟုဆိုလေ၏ယေရှုကငါပြောသောစကားမှားလျင်မှားကြောင်းကိုထောက်ပြပါလောငါ၏စကားမှန်လျင်မူကားအဘယ်ကြောင့်ငါကိုရိုက်သနည်းဟုပြန်ပြောတော်မူ၏ထို့နောက်အာနာဒီကိုရော့ကိုချီနှောင်စီလက်ယဟန်ကြီးကဲ့ဖြစ်သူဂိုင်ဖာထံသို့ပို့စီ၏စီမွန်ပေတရုသည်ကြလက်မိလုံနေစဉ်တွင်သူတို့ကတင်းဒီလဲထိုသူ၏တပင်များထဲမှတအိုးဖြစ်သည်မဟုတ်လောဟုမေကြပြန်လျင်ပေတရုကအကျွန်ုပ်မဟုတ်ဟုငင်းဆိုလေ၏ပေတရုကဒါနှင့်ခုတ်သည်ဖြင့်နရွက်ပြတ်သောသူ၏ဆွေမျိုးဖြစ်ပြီးယဟန်ကြီးကဲ့၏စေခံသူလည်းဖြစ်သူကတင်းကိုထိုသူနှင့်အတူဥယျာဉ်၌အကျွန်ုပ်မြင်ခဲ့ရသည်မဟုတ်လောဟုဆို၏ပေတရုကလည်းအကျွန်ုပ်မဟုတ်ဟုတဖန်ငင်းဆို၏ထိုကနာချင်းတွင်ကြက်ဖတွင်လေ၏ထိုနောက်သူတို့သည်ယေရှုကိုဂိုင်ဖာထံသို့ယောမဘုရင်ခါကြီးအင်တော်သို့ခေါ်ဆောင်သွားကြ၏ထိုချင်းခါနာနှင့်စောစောချင်းဖြစ်၏ယူလူမျိုးတို့သည်ပါစကာညဆာဆာပွေတွင်ပါဝင်စားတော်နေရာမိမိတို့ကိုညှဉ်းညူးခြင်းတို့မရောက်စေလိုသည်ဖြင့်အင်တော်ထဲသို့ကိုယ်တိုင်မဝင်ကြတို့ဖြစ်၍ပိလာတုမင်းသည်သူတို့ထံသို့ထွက်လာပြီးလေသင်တို့သည်ဤသူအပေါ်မိတိဆဆွေချက်ကိုတင်လိုကြသည်။ဟုတ်မေလေဤထိုအခါသူတို့ကဤသူသည်ပြမှုကျူးလွန်သူမဟုတ်ပါလေ။အကျွန်ုပ်သည်သူကိုအရှင်ထံသို့အမည်မဟုတ်ပါ။ဟုတ်ပြန်ပြကြ၏ပိလာတုမင်းကလည်းသင်တို့ကိုတိုင်ပင်သူကိုခေါ်ဆောင်တော်ကြ၍သင်တို့ဤပညတ်တရားအတိုင်းစီရင်ကြလော့ဟုတ်သူတို့အားဆို၏ယူလူမျိုးတို့ကအကျွန်ုပ်တို့သည်မိသူကိုများတပ်ပံခွင့်မရှိပါဟုတ်ပြန်ပြကြ၏ဣဒီကာမိမိသည်မိကဲ့သို့သောတည်ခြင်းဖြင့်တရားမိကိုယေရှုကိုယ်တော်တိုင်မြင့်မွက်ခဲ့သောစကားပြည့်စုံခြင်းသို့ရောက်စေမည်အကြောင်းတည်းထိုအခါပိလာတုမင်းသည်အင်တော်ထဲသို့ပြန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်သင်သည်ဂျူးလူမျိုးတို့၏ရှင်ဘုရင်ဖြစ်သလောဟုတ်ကိုယ်တော်အားမေးလေ၏ယေရှုက
မင်းကြီးသည်ဤစကားကိုမိမိအလူအလျောက်ဆိုသလောသို့မဟုတ်ကျွန်ုပ်၏အကြောင်းကိုတပါးသူတို့ကမင်းကြီးအားပြောပြထားသလော ဟုမေတော်မူ၏ပိလာတုမင်းကလည်း အကျွန်ုပ်တို့သည်ဂျူးလူမျိုးဖြစ်တယ်လို့တင်၏ဂျူးလူမျိုးနဲ့ယဟန်အကြီးကဲတို့သည်တင်ကိုအကျွန်ုပ်လက်တို့အခေချပြေတင်သည်အဘေအမှုကိုပြုခဲ့တဲ့နေ့ ဟုမေလေ၏ယေရှုက ကျွန်ုပ်၏နိုင်ငံသည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ်ကျွန်ုပ်၏နိုင်ငံသည်ဤလောကနှင့်သက်ဆိုင်လျင်ကျွန်ုပ်သည်ဂျူးလူမျိုးတို့၏လက်သို့အနံ့ချင်းမခံရအောင်ကျွန်ုပ်၏အမှုထမ်းများသည်တိုက်ခိုက်ကြလိမ့်မည်သို့သောကျွန်ုပ်၏နိုင်ငံသည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ် ဟုမင်းတော်မူ၏ပိလာတုမင်းက ဤသို့ဖြစ်လျင်တင်သည်ရှင်ဘုရင်ဖြစ်တယ်လို့ ဟုမေလေ၏ယေရှုက မင်းကြီးစုသည့်အတိုင်းကျွန်ုပ်သည်ရှင်ဘုရင်ဖြစ်၏ကျွန်ုပ်သည်တမန်တရားကိုဟောပြောခြင်းငှာမွေးဖွားခြင်းခံခဲ့၍ဤအတွက်ကြောင့်လောကသို့ကြွလာ၏တမန်တရားနှင့်သက်ဆိုင်သူဟုသမျှသည်ကျွန်ုပ်၏စကားကိုနားထောင်ကြ၏ ဟုမင်းတော်မူ၏ပိလာတုမင်းက တမန်တရားကအဘေအရာနှင့် ဟုမေလေ၏ထိုစကားကိုဆိုပြီးမှပိလာတုမင်းသည်ယူလူမျိုးတို့ထံသို့တပန်ထွက်သွားပြီးလျှင် ဤသူ၌ပြင်းမှုတဆုံတစ်ခုများအကျွန်ုပ်မတွေ့သို့သောပါစကပွဲတော်အချိန်တွင်အကျွန်ုပ်သည်လူတဦးကိုလွန်ငင်းချတန်ခွထုံးဆိုင်ရှိ၍တို့ဖြစ်၍အကျွန်ုပ်သည်တင်တို့အတွက်ဂျူးလူမျိုးတို့၏ရှင်ဘုရင်ကိုလွှဲပေးစေလိုသလော ဟုသူတို့အားမေလေ၏သူတို့က ဤသူကိုမဟုတ်ဘာရဘကိုလွှဲပေးပါ ဟုတပန်ဟိတော်ကြပြန်၏ပရဘတိကတပြတ်တူဖြစ်သည်သူကြောင့်ပိလာတုမင်းသည်ယေရှုကိုခေါ်ဆောင်သွားစေပြီးလျှင်ကျင်းနဲ့ရိုက်စီ၏စစ်တရေတို့သည်လည်းစုခတ်ပြင်ပြီးသောဥယျတရဖူကိုပြုလုပ်၍ကိုရောဤဥကောင်းတော်ပေါ်၌တင်ကြပြီးဘုရားကြောင့်ဝတ်စုံကိုလည်းကိုရောပေါ်ခြုံပြကြ၏ထို့နောက်သူတို့သည်အထံတော်သို့ချင်းကပ်၍ ဂျူးလူမျိုးတို့၏ဘုရင်ချမ်းသာပါစေ ဟုဆိုကြလည်းကိုရောဤပါကိုရိုက်ကြ၏ပိလာတုမင်းသည်အပင်တို့တပန်ထွက်ပြီးလူစုဝေတို့အား အကျွန်ုပ်သည်ဤသူ၌အပြစ်တဆုံတစ်ခုများမတွေ့ကြောင်းကိုတင်တို့သိစေခြင်းငှာတင်တို့ထံသို့သူကိုခေါ်ထုတ်ခဲ့ပြီ ဟုဆို၏ထိုအခါယေရှုသည်စုခတ်ပြင်ပြုလို့ထားသောတရဖူကိုဆောင်လက်ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ကအပင်တို့ထွက်တော်မူလျှင်ပိလာတုမင်းက ဤသူကိုကြည်ကြလော ဟုဆို၏ယဟန်ကြီးကဲများနှင့်အဆောင်တို့သည်ကိုရော့ကိုမြင်ကြလျှင် သူကိုလေဝါကတန်တင်ပါသူကိုလေဝါကတန်တင်ပါ ဟုအော်ဟစ်ကြ၏ပိလာတုမင်းက တင်တို့ကိုတန်သူကိုခေါ်တော်၍လေဝါကတန်တင်ကြလောအကြောင်းမူကားအကျွန်ုပ်သည်သူ၌အပြစ်တဆုံတစ်ခုကိုများမတွေ့ ဟုဆို၏ယူလူမျိုးတို့ကလည်း အကျွန်ုပ်တို့၌ပညာဥပဒေရှိ၏ဤသူသည်မိမိကိုယ်ကိုဖျားသခင်သားတော်ဟုဆိုသောကြောင့်ထိုပညာတော်ဥပဒေအရသူသည်တေတံခံထိုက်သည် ဟုပိလာတုမင်းအားပြန်ပြောကြ၏ထိုစကားကိုပိလာတုမင်းကြားလျှင်ပို၍ကြောက်ရွံ့လာလေ၏တို့ဖြစ်၍သူသည်အင်တော်တဲတို့တဖန်ပြန်ဝင်ပြီးလျှင်ယေရှုက တင်သည်မိတိအယကလာသည်နှင့် ဟုမေတော်မူ၏ယေရှုမူကားတကုမြပြန်ပြီးတော်မမူထို့ကြောင့်ပိလာတုမင်းက တင်သည်အကျွန်ုပ်နှင့်စကားပြောရန်အလိုမရှိသလောအကျွန်ုပ်သည်တင်ကိုလွတ်ပန်သည်ကို၎င်းလေဝါကတန်တင်ပန်သည်ကို၎င်းတင်မတိပါသလော ဟုကိုရောအားမေလေ၏ယေရှုက မင်းကြီးသည်အထက်အရမအခွင့်မရခဲ့ပါလေငါကိုပြီးသူမြပြုလို့ပိုင်ခွင့်မရှိထိုကြောင့်ငါကိုမင်းကြီးလက်သို့အနှံခဲ့တော်သူသည်ပူ၍အပြစ်ကြီး၏ ဟုသူအားမင်းတော်မူ၏ထိုချိန်မှစ၍ပိလာတုမင်းသည်ယေရှုကိုလက်ပြနိုင်မည်နီလန်းကိုရှာကြံလေ၏သို့သောယူလူမျိုးတို့က ဤသူကိုလွတ်ပေးပါလျင်မင်းကြီးသည်စီယာဧကရာမင်း၏အဆွေတော်မဟုတ်မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသောသူမိသူမဆိုဧကရာမင်းကိုဆန့်ကျင်သောသူဖြစ်၏ ဟုအော်ဟစ်ကြ၏ပိလာတုမင်းသည်ဣစကားကိုကြားလျှင်ယေရှုကိုပင်တို့ခေါ်ဆောင်ခဲ့ပြီးမှဟေဘရဘာသာအားဖြင့်ဘာဘာသာဟုခေါ်ဆိုသောကြောက်ပြပေါ်တဲ့တရားပလင်ပေါ်တဲ့ထိုင်လေ၏ထိုနေ့ဒီကပါစကပွဲတော်အတွက်ပြင်ဆင်ရသောအဖေနေ့ဖြစ်ပြီးအချင်းကမွန်းတဲ့ချင်းခံဖြစ်၏ပိလာတုမင်းက တင်တို့၏ရှင်ဘုရင်ကိုကြည်ကြလော
ผู้ยูลูมิโดอาโซเลตัวคาตุโดกา ตุโกโทบาตุโกโทบาตุโกเลวากาตันติงบา ผู้ฮิโดจาปิลาตุเมงกา အကျွန်ုပ်ဒီတင်တို့ရဲ့ရှင်ဘီရင်ကိုလေဝါကတန်တင်ရမည်လို့ ผู้ตุโดอาเมลินยานจิเกโดกา အကျွန်ုပ်တို့နိုင်ရှိရဧကရာမင်းမတပါအချတ်တော်ရှင်ဘီရင်မရှိပါ ผู้ပြန်ပြောကြထိုခါပိလတုမင်းဒီကိုရော့ကိုလက်ဝါကတဲ့တင်စီချင်းငါတို့ဤလက်တို့အလိုက်လေတို့ပြည့်တို့ဒီကိုရော့ကိုခေါ်ဆောင်သွားကြကိုရော့ဒီမိမိလက်ဝါကတဲ့ကိုထမ်းလက်ဟေဘရုဘာသာဖြင့်ဂေါဂတာဟုခေါ်၍ဥဝံကုနုအမိတွင်သောရတို့ကြွတော်မူထိုရနဲ့တို့ဒီကိုရော့ကိုလက်ဝါကတဲ့တင်ကြတို့ဒီကိုရော့ကိုလည်းတွင်ထားလက်အခြားသူနှုတ်ကိုလည်းကိုရောဤဘေးတစ်ဖက်တစ်ချက်စီရန်ထားကလက်ဝါကတဲ့တင်ကြပိလာတုမင်းဒီလည်းကမဲလေးစာရေး၍ကိုရောဤလက်ဝါကတဲ့ပေါ်တဲ့ကထာစီထိုကမဲလေးစာဒီကဂျူလူမျိုးတို့၏ရှင်ဘုရင်နာဇရက်မြို့သားယေရှုဟူ၍ဖြစ်ယေရှုကိုလက်ဝါကတဲ့တင်တော်ရသည်ပြုံးတဲ့ညစ်တစ်ဖြစ်များစွာသောဂျူလူမျိုးတို့သည်ထိုကမဲလေးစာကိုဖတ်ကြထိုကမဲလေးစာကိုဟေဘရုဘာသာလက်တင်ဘာသာနဲ့ဂရိဘာသာတို့ဖြင့်ရေးသားထားထိုအခါဂျူလူမျိုးတို့၏ယဟန်အကြီးကဲတို့က ဂျူလူမျိုးတို့ရဲ့ရှင်ဘီရင်ဟူရဲမရဲပါနဲ့ဤသူကငါဒီဂျူလူမျိုးတို့ရဲ့ရှင်ဘီရင်ဖြစ်သည်ဟူရဲဆုခေချောင်းကိုသာရဲပါ ဟုပိလာတုမင်းအားဆောက်ထားကြပိလာတုမင်းကလည်း အကျွန်ုပ်ရဲပြီးတော့အရာတွေရဲပြီးလေပြီ ဟုပြန်ပြောလေစစ်တရတို့သည်ယေရှုကိုလက်ဝါကတဲ့တင်ပြီးနောက်ကိုရောရဲ့ဝတ်တော်တို့ကိုလေးပိုက်ပိုက်ကတယောက်တစ်ပိုက်စီခွေရ၎င်းကိုရောရဲ့အတွင်းအင်ကြီးတော်ကို၎င်းယူကြအတွင်းအင်ကြီးတော်ဒီကချုပ်ယုံမရှိဘဲအသက်ဆွေးမအောက်ဆွန်းတဲ့အောင်ရက်လုထားခြင်းဖြစ်သည်ထို့ကြောင့်သူတို့က ဤအင်ဂျီကိုမဆုတ်ကြနဲ့၎င်းကိုမိသူပန်ဆိုင်မဲ့အကြောင်းသိစေရနေချက်ကုန်ပါ ဟုအချင်းချေပြောဆိုကြဤဒီကသူတို့ဒီငါ၏ဝတ်များကိုခွေဝေယူကြငါ၏အင်ကြီးကိုလည်းမဲချ၍ယူကြဟုသောကြံချက်ကိုပြည့်စုံစေမဲ့အကြောင်းဒီစစ်တရတို့ဒီလည်းဤကဲ့သို့ခွေဝေယူကြထိုအချိန်၌ယေရှု၏လက်ဝါကတိုင်ကြီးတွင်ညနေကြသောသူတို့ဒီက ကိုရောဤမေတော်ဤညီမဖြစ်သောကာလျိုဖာ၏ဇနီးမာရိယာနှင့်မာရိယာမဒလနာတို့ဖြစ်ကြယေရှုသည်မေတော်နှင့်သူမ၏ညီတွင်ရနေသည့်မိမိချစ်တော်မူသောတပည့်တော်ကိုမြင်လျှင်မေတော်အား အချင်းအမျိုးသမီးတင်းရဲ့သားကိုကြည်ပါ ဟုမင်းတော်မူထို့နောက်ကိုတော်သည်တပည့်တော်ကိုလည်း တင်းရဲ့အမိကိုကြည်ပါ ဟုမင်းတော်မူထိုချိန်မှစ၍ထိုတပည့်တော်သည်မေတော်ကိုမိမိအိမ်သို့ခေါ်ဆောင်ထားလေထိုနောက်ကတင်သောရာတို့သည်ပြီးဆုံးပြီဖြစ်ကြောင်းကိုတော်တိမိတော်မူသဖြင့်ကျမ်းစာလာ၏အတိုင်းပြီးဆုံးစေရန် ငါရင်ငတ်ဒီ ဟုမြင့်မွတ်တော်မူထိုနေရာ၌ပုံရည်အပြည့်ရှိသောအိုတလုံးရှိတို့ပြည့်တို့သည်ရေမြုပ်တစ်ခုကိုပုံရည်တဲ့ညွှတ်ဟစ်စုပင်က၏အဖျား၌တပ်ပြီးလေကိုရော၏နှုတ်ခမ်းတွင်တိပေကြယေရှုသည်လည်းပုံရည်ကိုတောက်ပြီးမှ အားလုံးပြည့်စုံပြီ ဟုမြင့်မွတ်လက်ဥကောင်းတော်ကိုညွှတ်ချက်အသက်တော်ကိုဆွန့်လိုက်တော်မူအားလုံးခတ္တဒုထောက်၍တိတ်ဆိတ်စွာနေကြပါ
ထိုနေ့ဒီကဖေးညဖြစ်၍ဥပုံညတဲ့အလောင်းများကိုလက်ဝါးကားတိုင်ပေါ်၌မရှိစေရန်ယူလူမျိုးတို့သည်လက်ဝါးကားတိုင်တင်ခံရသူများ၏ခြေတို့ကိုချိုး၍သူတို့ကိုယူဆောင်တာခွင့်ပြုပါမည်အကြောင်းပိလတုမင်းထံသို့တောင်းလျှောက်ကြ၏အကြောင်းမူကားထိုဥပုသ်သည်ကြီးမြတ်သောဥပုံညဖြစ်သည်ထိုကြောင့်စစ်တရတို့သည်လာကြ၍ကိုရောနှင့်သူလက်ဝါးကားတိုင်တင်ခံရသူပထမတူနှင့်အခြားတူ၏ခြေတို့ကိုချိုးကြ၏သို့သောသူတို့သည်ယေရှုထံသို့လာကြသောအခါကိုရောသည်အသက်တော်ကုန်ပြီဖြစ်ကြောင်းကိုတွေ့မြင်ကြလျှင်ကိုရော၏ခြေတော်ကိုမချိုးကြချီစစ်တရများထဲမှတူဒီကကိုရော၏နဘေတော်ကိုလျံဖြင့်ထိုလေ၏ထိုအခါတွေ့နေရည်သည်ချက်ချင်းထွက်လာ၏ထိုချင်းရာကိုမြင်ခဲ့သောသူသည်လည်းတက်တည်ခံ၏သူ၏တက်တည်ခံချက်မှလည်းမှန်ကန်၍သူသည်တန်တို့ယုံကြည်စေခြင်းငါမန်တော်စကားပြောသည်ကိုလည်းတည်လေ၏ဤသို့ဖြစ်ပြရခြင်းမှာသူ၏အယုတစ်ချောင်းများမကျိုးစီရဟုသောကျမ်းစကားပြည့်စုံစီရန်ဖြစ်၏တပန်ကျမ်းစာလာရီကသူတို့သည်မိမိတို့ထိုးပေါက်သောသူကိုကြည်ကြလိမ့်မည်ဟု၍ဖြစ်သည်ထို့နောက်ယေရှု၏တပည့်ဖြစ်တော်လဲယူလူမျိုးတို့ကိုကြောက်သောကြောင့်တပည့်ဖြစ်မထင်မရှားနေသောအာရီမာတီယာမြို့သားဂျိုဆက်သည်ယေရှု၏လောင်းတော်ကိုယူသွားခွင့်ပြုပါရန်ပိလတုမင်းထံသို့လျှောက်ထားလေ၏ပိလတုမင်းသည်လည်းသူအားခွင့်ပြုသည်ဖြင့်သူသည်လာပြီးလျှင်ကိုတော်၏လောင်းတော်ကိုယူဆောင်သွားလေ၏ယခင်ကယေရှု၏ထံတော်သို့ညအချိန်တွင်လာသောနီကိုဒေမုသည်လည်းမိသားနှင့်မုတ်သောထားသောစီမွေးနှံတာပေါင်းအချိန်တရားခန့်ကိုယူဆောင်လာ၏သူတို့သည်ယေရှု၏လောင်းတော်ကိုယူဆောင်ပြီးလျှင်ယူလူမျိုးတို့၏တယုချင်းနှင့်ဆိုင်သောတလေးထုံးစံအတိုင်းနတ်တမျိုးများနှင့်အတူပေဝတ်ပြင်းပြကြ၏ပြည့်ကြ၏ကိုရောကိုလက်ဝါးကတဲ့တင်သောရ၌ဥယျာဉ်တစ်ခုရှိပြီးထိုဥယျာဉ်၌မိတုကိုများတယုဘူးချေမရှိသေးသောတန်ချက်ကိုတစ်ခုရှိ၏ထိုနေ့ဒီကယူလူမျိုးတို့၏အဖေနှင့်ဖြစ်၍တန်ချက်ကိုဒီလည်းအညီတွင်ရှိသောကြောင့်သူတို့သည်ယေရှုကိုထိုတန်ချက်၌တယုကြလေ၏ကျေးဇူးပြုရထိုင်မှာ2004ဒီဧပြီလ12ရက်နေ့မှာဒီကဘာကျော်ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Passion of the Christ ဆိုတဲ့ဇာတ်ကားနော်ဒီတရုတ်ဆောင်လည်းဖြစ်တယ်ဒါရိုက်တာလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကက်သလစ်ဘာသာသူလည်းဖြစ်တယ်ပေါ့နော်မဲဂျစ်စင်ကနေပြီးတော့ဒီထုတ်လွှင့်ပြသတဲ့အခါမှာဒီအမတမအကြည့်လို့ကောင်းပြီးတော့ဒီခရစ်တော်ရဲ့ suffering เนาะသူဒုက္ခအခန်းထမ်းခြင်းကိုသူကောင်းကောင်းရိုက်ပြနိုင်ခဲ့တဲ့အတွက်ဒီကဘာကျော်ပြီးတော့ဒီနာမည်ကျော်တယ်เนาะဒီ Passion of Christ အခုထက်ထိပေါ့เนาะဆိုတော့ဒီနာမည်ကျော်တဲ့အခါမှာ interview အမျိုးမျိုးနောက်ပြီးတော့ Time Magazine เนาะကဘာပေါ်မှာနာမည်အကြီးဆုံး magazine တစ်ခုဖြစ်တဲ့ Time Magazine ကနေပြီးတော့ဒီသူတို့ရဲ့မျက်နှာဖုံးမှာတင်ပြီးတော့ဒီမေခွန်းတစ်ခုထုတ်ထားတာရှိတယ် Why did Jesus have to die နော်ခရစ်တော်ကဘာကြောင့်အသေးခံရတာလဲဆိုတဲ့ဟာဆိုတော့ဒီမေခွန်းကနော်ကျွန်တော်တို့အတွက်ဒီမထူးဆန်းပြီမဲ့ကျွန်တော်တို့ကိုယ်တိုင်ဒီမေခွန်းရဲ့အဖြေကိုတည်တဲ့လူလည်းရှိမယ်တည်ပြီမဲ့ဒီရှင်းလင်းနားမလည်တဲ့သူလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်တို့ထဲမဟုတ်ဘူးနော်တကယ်ဒီကျမ်းတက်ပညာရှင်တွေနောက်ပြီးတော့ဘာသာရေးခေါင်းဆောင်တွေပေါ့နော်သူတို့ကနေပြီးတော့ဒီစနစ်ကြပေါ့နော်အဖြေ
ပြုလုပ်ပြီးတော့ပေးခဲ့ကြတယ်နော်အဲ့ဒီအဖြေတွေကဘာတွေလဲဆိုတော့ပထမက Christ did by the theory of substitutionary atonement နော် substitutionary atonement ကျွန်တော်တို့အတွက်ခရစ်တော်ကကူစားနော်ဒီကျွန်တော်တို့ရဲ့ပြည့်မြတ်အတွက်တောင်းပန်ပေးတယ်တဲ့နော်နံပါတ်1အဖြေကဘာဖြစ်လို့ခရစ်တော်ကတည်ရတာလဲဆိုတဲ့အဖြေပေါ့နော်ဆိုတော့အဲ့ဒီရဲ့အဖြေကဘယ်မှာလဲဆိုတော့အဲ့ဒီ59မှာတန်ပေါလုကနေပြီးတော့ယောမမြို့သားတို့ထံရေးတဲ့စာနော်အခန်းကြီး4အငယ်25မှာ Jesus died for us on account of our sins ကျွန်တော်တို့ရဲ့အပြစ်အတွက်ကြောင့်ခရစ်တော်အသေးခံတယ်တဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမှာနော်မစ္ဆတရားမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖျားကြောင်းလာတဲ့အခါမှာဒီတပည့်တော်ကြီးများရေးထားသောယုံကြည်ခြင်းအချုပ်ကိုကျွန်တော်တို့ဆိုတဲ့အခါမှာ For us man and our salvation he came down from heaven and by the Holy Spirit နော်ကျွန်တော်တို့လူသားများကိုကယ်ထုတ်ဖို့ရအတွက်လူအဖြစ်ကိုယူပြီးတော့ဆိုပြီးတော့နော်ကျွန်တော်တို့မကြာခဏရွတ်ဆိုလဲရှိတယ်ဒါကြောင့်မလို့ခရစ်တော်ဟာကျွန်တော်တို့ရဲ့ကိုယ်စားကျွန်တော်တို့ရဲ့အပြစ်များကိုဝန်ချတောင်းပန်ဖို့ရအတွက်အသေးခံတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြစ်မှားကျူးလွန်တာကဖယားအပေါ်မှာဖြစ်တယ်။နော်ဖယားအပေါ်မှာပြစ်မှားကျူးလွန်တာမလို့ကျွန်တော်တို့လူအနေနဲ့တောင်းပန်လို့လည်းမရဘူး။ကျွန်တော်တို့ရဲ့အပြစ်ကိုဒီဝန်ချတောင်းပန်ပြီးတော့ကျွန်တော်တို့ဘယ်လောက်ပဲကြိုးစားကျွန်တော်တို့ရဲ့အပြစ်ကိုနော်ဖယားခွင့်လွတ်နိုင်လောက်တဲ့အထိကျွန်တော်တို့မပြုတ်လို့နိုင်ဘူးမစွမ်းဆောင်နိုင်ဘူးဒါကြောင့်မလို့ God man နော် God make man လူအဖြစ်ကိုယူတဲ့ဖယားကိုယ်တိုင်ကဖယားကိုကျွန်တော်တို့ရဲ့ကိုယ်စားတောင်းပန်ပေးတဲ့အခါဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ရဲ့ကိုယ်စားအသေးခံတဲ့အခါမှသာကျွန်တော်တို့ဟာအပြစ်ခွင့်လွတ်ခြင်းနော်အခွင့်ချမ်းသာရတယ်ဒုတိယအနေနဲ့ဘာလဲဆိုတော့ his death as a ransom pay နော်ဒီကျွန်တော်တို့ရဲ့အပြစ်ကြောင့်နော်အဲ့ဒီအပြစ်ရဲ့အဖူးအခအကြောင်းနော်သူတည်ရတာဖြစ်တယ်တဲ့နော်ကျွန်တော်တို့ရဲ့အပြစ်ကြောင့်နော်ဒါကြောင့်မို့လို့ဒီတမန်ကျမ်းအခန်းကြီး10အငယ်45မှာလည်းရေးထားတယ် The Son of Man came to give his life as a ransom for many ကျွန်တော်တို့လူသားများကိုကယ်ထုတ်ဖို့ရန်အတွက်လူသားဟာလူအဖြစ်ကိုယူတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖယားအပေါ်မှာအပြစ်ရှိတယ်ကျွန်တော်တို့ဖယားအပေါ်မှာကျူးလွန်ထားခဲ့ပြီးပြီနော်လူနဲ့ဖယားနဲ့ဆိုတာဘယ်လို့မှနှိုင်းယှဉ်လို့မရဘူးဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လောက်ပဲကျူးစားဘယ်လောက်ပဲတောင်းပန်ဘယ်လောက်ပဲကျွန်တော်တို့ရော်ကြီးပေါ့နော်ပေးနော်ဖယားအနေနဲ့ကျွန်တော်တို့လူသားများကိုကြည်အေးပေးနိုင်ဖို့ရအတွက်မဖြစ်နိုင်ဘူးအစစ်မတူဘူးနော်အစစ်မတူဘူးဒါကြောင့်မလို့အစစ်တူတဲ့ခရစ်တော်ကလူအဖြစ်ကိုယူပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်စားကျွန်တော်တို့ရဲ့အပြစ်များကိုဝင်ချတောင်းပန်ပေးတဲ့အခါကြမှနော်ကျွန်တော်တို့ကအခွင့်လွှတ်ခြင်းခံရတယ်ဒါကြောင့်မလို့ဒီတန်ပေါလုကနေပြီးတော့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး6အငယ်20မှာ For you are brought with a great price နော်ဈေးကြီးတယ်ဒီကယ်တင်ခြင်းကဘာဖြစ်လို့လဲဆိုတော့ဖယားကိုယ်တိုင်လူအဖြစ်ကိုယူပြီးတော့သူကိုယ်တိုင်အသေးခံပြီးတော့အသွေးသွန်းလောင်းပြီးတော့ကျွန်တော်တို့ကိုကယ်ချွတ်တာကျွန်တော်တို့ကိုရွေးကောက်တာဖြစ်တဲ့အတွက်ကြောင့်ဈေးကြီးတယ်နော်ဒီတန်ဖိုးရှိတယ်တန်ဖိုးကြီးတယ်နောက်တတိယတစ်ခုအနေနဲ့ဗာလဲဆိုတော့ Jesus suffering and death as a unique and definitive sacrifice for the atonement of human sins နော်အပြစ်ရင်းကနေပြီးတော့ကျွန်တော်တို့ဖြေလွတ်ပြီးပြီနောက်အပြစ်ရင်းရဲ့အကျိုးဆက်ကြောင့်ကျွန်တော်တို့မကြာခဏအပြစ်ထဲကြာရောက်ကြတယ်ဒီအရာတွေကိုလည်းစီကြောတုတ်တင်ဖို့ရအတွက်ခရစ်တော်ကကားတိုင်မှာအသေးခံခြင်းဖြစ်တယ်တန်ယောဟန်အခန်းကြီး1အငယ်29မှာလောကအပြစ်ကိုချွတ်တော်မူသောဖခင်ရဲ့တူးငယ်တော်ကိုကြည်ကြလောနော် Who takes away the sins of the world နော်လောကအပြစ်ကိုချွတ်တော်မူသောနော်
ဖခင်ရဲ့သားတော်ဖြစ်တယ်နောက်ပြီးတော့ဒီတန်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်1နဲ့အခန်းကြီး4အငယ်10မှာလည်းဒီအကြောင်းပဲပြန်ပြီးတော့ရေးထားတယ်ကျွန်တော်တို့ရဲ့အပြစ်အတွက်ကြောင့်ခရစ်တော်ကတေချင်းခံနေအသေးခံခြင်းเนาะတချင်းခံရတယ်ဒါကြောင့်မလို့ကက်သလစ်အတင်းတော်ရဲ့မြတ်သောအယူဝါဒ CCC เนาะ619မှာ Council of Trent Council ကနေပြီးတော့ဘာရေးထားတယ်လဲဆိုတော့ Christ sacrifice as the source of eternal salvation ခရစ်တော်ရဲ့ကယ်တင်ခြင်းကကျွန်တော်တို့ထာဝရအသက်ရဖို့ရန်အတွက်အရင်ဖြစ်တယ်เนาะထာဝရအသက်ထာဝရဒီအသက်ရှင်ခြင်းရရှိဖို့ရန်အတွက်ခရစ်တော်ရဲ့အသွေးသွန်းလောင်းခြင်းခရစ်တော်ရဲ့ Calvary တောင်ပေါ်မှာမိမိကိုယ်ကိုမိမိပူဇော်ခြင်းကအကြောင်းရင်းဖြစ်တယ်တဲ့เนาะခရစ်တော် Calvary တောင်ပေါ်မှာမိမိကိုယ်ကိုမိမိအဖခမည်းတော်ကိုပူဇော်တဲ့အခါကြမှတာလင်ကျွန်တော်တို့ဒီဟာရဲ့အကျိုးဆက်ကြောင့်เนาะကယ်တင်ခြင်းကိုရတယ်အပြစ်များကိုကျွန်တော်တို့ခွင့်လွှတ်ခြင်းခံရတယ်စတုတ္ထအနေနဲ့ဗာလဲဆိုတော့ exemplary atonement theory တဲ့ exemplary ဆိုတာစံနမူနာเนาะစံနမူနာခရစ်တော်ရဲ့အသေးခံခြင်းကဖယားကကျွန်တော်တို့ကိုဘယ်လောက်ထိချစ်တယ်လဲဆိုတာကိုဖော်ပြဖို့ရအတွက်ဖြစ်တယ်တဲ့ဒါကြောင့်မလို့ CCC Catechism of the Catholic Church ရဲ့နံပါတ်614မှာနော်သူ့ရဲ့တူဒီတော်သားတော်ကိုကျွန်တော်တို့ကိုပေးတော်မူပြီးတော့အသေးခံခြင်းအပြင်နော်ကျွန်တော်တို့ကဖယားရဲ့ချစ်ခြင်းကိုခံစားတည်ရှိခဲ့ကြတယ်။နောက်ပြီးတော့ခရစ်တော်ဟာတည်တယ်ပြီးတော့ပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်။နော်ဒီအရာဒီအားလုံးကဖယားရဲ့အချစ်ကြောင့်ဖြစ်တယ်တဲ့။နော်ဖယားကကျွန်တော်တို့ကိုချစ်လို့သူ့ရဲ့တင်ကေတကျွန်တော်တို့ကိုချစ်ချင်းမေတ္တာပြသတာဖြစ်တယ်တဲ့။ပြီးတော့နောက်ဆုံးအနေနဲ့ဗာလဲဆိုတော့The theory of solidarity with suffering humanity ဆင်းရဲဒုက္ခခံရတဲ့လူသားများနဲ့တလုံးတဝတည်းဖြစ်တယ်ဆိုတာကိုပြချင်လို့ဖြစ်တယ်တဲ့ဒါကြောင့်မလို့နော်လောကမှာဆင်းရဲဒုက္ခနဲ့ကင်းဝေးဖို့ဆင်းရဲဒုက္ခနဲ့မတွေ့ကြုံရဖို့ဆုတောင်းတာထက်ခရစ်တော်ကိုယ်တိုင်ကားစင်တင်ခံပြီးတော့အသေးခံတယ်လို့ suffering နော်ခရိယာအသက်တာကအနာယောဂငြိမ်းပြီးတော့เนาะဒီချမ်းသာပြီးတော့တစ်ချိန်လုံးပျော်ပျော်ရွှင်ရွှင်နေရမယ့်ဘဝမဟုတ်ဘူးเนาะခရိယာအသက်တာဆိုတာ suffering เนาะဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာเนาะမင်းခရစ်တော်ကိုယုံလားခရစ်တော်ယုံနေဆိုရင်မဖျားဘူးမနာဘူးเนาะမစင်းရဲဘူးဆိုတဲ့ဟာတွေကเนาะခရစ်တော်ရဲ့ကယ်တင်ခြင်းအလုံးနဲ့လုံးဝကိုဆန့်ကျင်တယ်ခရစ်တော်ကဒုက္ခခံတယ်ဒါကြောင့်မို့လို့သူနဲ့အတူတူကျွန်တော်တို့ဒုက္ခခံမယ်ကျွန်တော်တို့ဒုက္ခခံတယ်သူလည်းခံတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာ solidarity တလုံးတူအတီးဖြစ်တယ်ခရစ်တော်ဒုက္ခခံတယ်လို့ကျွန်တော်တို့လည်းခံတယ်ကျွန်တော်တို့ဒုက္ခခံတယ်လို့ခရစ်တော်ဟာအပြန်အလှန်နော်ဒါကြောင့်မို့လို့နေ့စဉ်ဘဝတက်တာမှာကျွန်တော်တို့အစင်မပြေမှုဒီအများရှိမယ်နော်အခက်ခဲတွေအများရှိမယ်စုံစမ်းနောက်ဆက်တွေချင်းတွေအများရှိမယ်ဒါကခရစ်တော်ရဲ့အသက်တော်နဲ့ကျွန်တော်တို့ရဲ့အသက်တာကိုပေါင်းစပ်ရမှာဖြစ်တယ်ခရစ်တော်ရဲ့ဒုက္ခခံထမ်းခြင်းသူကြုံတွေ့ရတဲ့အခက်ခဲများကိုကျွန်တော်တို့တတိမထားဘူးเนาะလစ်လူရှုပြီးတော့ကျွန်တော်တို့ဆင်းရဲဒုက္ခနဲ့ကင်းကွာဖို့เนาะအခက်ခဲပြဿနာနဲ့ကင်းဝေးဖို့เนาะမတွေ့ကြုံရဖို့ဆုတောင်းတယ်ဆိုလို့ရှိရင်ဒါကဒီမရင်ကျက်သေးသောခရိယန်များရဲ့အလုပ်ဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ကိုကျွန်တော်တို့တကယ်ချစ်တယ်။သူ့ရဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့နားလည်တယ်။သူ့ရဲ့သေခြင်းကိုကျွန်တော်တို့အတိတ်ပဲရှိနော်နဲ့ဆိုင်ပေါ့နော်အတိတ်ပဲသိချင်တယ်နားလည်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာလည်းပဲဆင်းရဲဒုက္ခခံထမ်းခြင်းနဲ့ကင်းကွာလို့မရဘူးရှိတုန်းကဆိုလို့ရှိရင်ရတဲ့တွေနော်ဘုန်းကြီးလည်းရှိမယ် sister တွေလည်းရှိမယ်နော်ဝါတွင်းကာလရောက်တဲ့အခါမှာသူတို့ဂျပွန်နဲ့ရိုက်တယ်လို့ဆိုတယ်နော်
ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်အသေးခံနေခရစ်တော်ဟာဆင်းရဲဒုက္ခခံနေဘာဖြစ်လို့ကျွန်တော်တို့ကအေးလိုက်စားလိုက်ထမင်းစားလိုက်ကိုနေ့စဉ်လုပ်ရမယ့်အလုပ်ဒီကိုပဲနော်အာယုံဆိုင်ပြီးတော့ဒီပုံမှန်အတိုင်းပဲတွားနေမှာလေငါတို့လည်းခရစ်တော်ရဲ့ဒုက္ခခံထမ်းခြင်းကိုလုံးဝလက်တွေ့ခံစားရမယ်ဆိုပြီးတော့ဂျပွန်နဲ့သူတို့ကိုသူတို့ရိုက်တယ်လို့ဆိုတယ်နော်ဒါကြောင့်မို့လို့နေ့စဉ်ဘဝတက်တာမှာကျွန်တော်တို့ခံထမ်းရတဲ့ဒုက္ခအခက်အခဲများဟာအလကားမဟုတ်ဘူးခရစ်တော်ရဲ့ခံထမ်းခြင်းကိုရောင်ပြန်စေတယ်ခရစ်တော်ရဲ့ခံထမ်းတဲ့ဒုက္ခများကိုအမတ်ရစေတယ်တတိယစေတယ်ခရစ်တော်ကိုပူပြီးတော့အာကုခြင်းစိတ်ခရစ်တော်နဲ့ပူပြီးတော့တလုံးတူဝတီးဖြစ်စေတဲ့နော်အရာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့တတိယပြီးတော့ဘုရားရှင်နဲ့ပေါ့ဒီထက်ပူပြီးတော့ယုံကြည်ခြင်းတူပွားအောင်ကြိုးစားအားထုတ်ကြစို့အခုဆက်လက်ပြီးကျွန်တော်တို့အထွေထွေဆုတောင်းခြင်းဖြစ်တယ်ဒီအထွေထွေဆုတောင်းခြင်းမှာဒီ10ခုရှိမယ်နော်တန်ရှင်တော်အတင်းတော်အတွက်ဆုတောင်းတာရှိမယ်ရာမင်းကြီးအတွက်တိခါဆင်းဆင်းနဲ့ဖျားမှုတော်ကိုထမ်းဆောင်တော်သူများဘာသာဝင်မဲ့ပုဂ္ဂိုလ်များခရိယန်အားလုံးစီလုံးမှုအတွက်ဂျူလူမျိုးတွေအတွက်နော်ခရစ်တော်ကိုမယုံကြည်တဲ့တော်သူများအတွက်ဖျားသခင်ကိုမယုံကြည်တဲ့တော်သူများအတွက်နော်နိုင်ငံကိုအုပ်ချုပ်တော်သူများအတွက်ဒုက္ခရောက်နေတော်သူများအတွက်ဆိုပြီးတော့ဆုတောင်းခြင်းရှိပါတယ်ကျေးဇူးပြု၍အားလုံးမတ်တရပါပြီးတော့အားလုံးဒူးထောက်ကြစုလို့အတိတ်ပဲရတဲ့ Oremus နော် Flectamus Genua ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးခဏတစ်ဖြုတ်ဒူးထောက်ပြီးတော့စိတ်ငြိမ်စွာနဲ့နော်ဆုတောင်းကြမယ်ပြီးတော့လေးပါတဲဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့မတ်တရမယ်ပြီးတော့တခါ Oremus Flectamus Genua ဆိုရင်ပြန်ဒူးထောက်မယ်စိတ်ငြိမ်စွာနဲ့ဆုတောင်းမယ်ပြီးတော့ပြန်မတ်တရမယ်ပြန်ဒူးထောက်မယ်မတ်တရမယ်ဒူးထောက်မယ်နော်ဆုတောင်းခြင်း10မျိုးရှိတယ်ပထမအနေနဲ့တန်ရှင်သောအသင်းတော်အတွက်ကျွန်တော်တို့တတိယပြီးတော့ဆုတောင်းပေးကြဖို့ Oremus Flectamus Genua Levate Alon sungu tanai no muto taura pya de kin kurodi Krido de kin a pin kuroi bungung no gulu mu de garo atin sia sero mu khedi nangi Gabatu an luna na pya shin ja do kuroi atin no di kuroi na ma ro ku won khan ya twin ယုံကြည်မှု၌တည်ကြည်မြဲမြံစွာဆက်လက်နေနိုင်ရန်ကိုရောရဲ့ချစ်ခင်မှုကျင့်နာမှုလုပ်ငန်းစဉ်ကိုထိန်းသိမ်းတော်မူပါမည်ကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းဆောက်ကြပါသည်ဖျားအာမင်ဒုတိယအနေနဲ့ယဟန်မင်းကြီးအတွက်ဆုတောင်းကြစုကျင်ငယ်လေးစားတော့ကျွန်တော်တို့ရဲ့ယဟန်မင်းကြီးဖရန်စစ်စာဆရာတော်ကြီးများအဖွဲ့အဖြစ်သူရွေးကောက်တော်မူပေသောကျွန်တော်တို့ရဲ့အရှင်သခင်ဖျားသခင်ဒီမိမိတန်ရှင်တော်အတင်းတော်ရဲ့အကျိုးအလို့ငါဖျားသခင်နဲ့လူစုကိုအုပ်ချုပ်နိုင်ရန်ကိုရောအားဘေးမတည်ရမခအကျမ်းမာချမ်းသာစွာစောင့်ရှောက်ထားတော်မူပါမည်အကြောင်းဆုတောင်းပေးကြစု Oremus Flectamus Genua Levate
阿龙松乌特奈诺木多塔拉皮亚的肯格罗伊阿明多米亚达亚卡登罗迪蒂内加公伊。The Biori Sutao Metamia Kuna Nyang do Muba, the Bioro Puye Kaukaya Toya Minchiku, Tanachina Mupin Song Shao do Muba, Guro Su do Mudo Kriya Amiwanwero Di Yaminchi Usamu Audwin, Yongji Chindu Guanyue Kutu Kamudo Kutu Tesong Yanai Jaba Mia Chao, the Biori the King Credopia Singwami Puye. 当小家吧的飘，阿门。大地安尼呢，对看深深呢，偏的看也木道古，上月呢都阿龙都阿对，苏当被加苏，ကျွန်တော်တို့ရဲ့ဆရာတော်ကြီးကျူလျံနဲ့တကူခတ်သိမ်းကုန်တော်ဆရာတော်များရန်တော်များအမှုတော်ဆောင်များဒီကမြအတင်းတော်ဤအမှုထအရာထအားလုံးနဲ့ဘာတောင်းဝင်အပေါင်းတို့အတွက်ဆုတောင်းပေးကြစို့ Oremus flectamus genua Levate Alon sungu tanai no muto taura pia de kin kuroi wingin odi atino de kulungu tan sincero muye O sudo mudi nengi kuroi chizura pin lua pauno di kuroi amuro guti sansi swatan sonai jayan Cutting on the car since in Pin Amutaya Tassin no Busu don't be Zado de Bioroa Nanyang do Mubamia sound Biori the King Credopia Singwami Puye Down South Jaba di Pia Amen Satotani ne Bata Wimpuya at Wepinsin Nezado Bugumia at Sudan Bijasu, Noria Shimpia the Kindi, Bata Win, Sese Pinezato, Drew ye say when Yaku Pumbero Muye, Mimizinamugu Piaromu, the pin to Drew the Sitotimela, Pia Pimia Alo, Quinchandaya be now, the Bioro Yashin, Credon the Kin at the Lunduati, Nenza Bamia Chow, Sudan Bijasu. Oremus flectamus tenua Levate Along sungu tanai no muto taura pia the kin grodi groyetino gutatami do pia miete setu buan seromudi nengi to the rudi sito chemela sayama timui poisin kanjaya binao Greata the middle net lung to a dipse and bada teto and says bin senato through yon chichine a ditia to buan seromubami and sound. The Biori the King Credopia Singwami Puye Town South Jabadi Pia Amen Pinsamani ne Kriya Alung Silungingumu Siye address Sudan Bijasu Noria Simpia the Kindi Credo the King Guyon Jiza Yue, the Matiaro Gu Lightin Jadong, Igu Abondo Ah, Mimi the Kuti do Dinonai, See Yung Domu Yue, Song Shao Taro Mubamia Zhang Sudan Bijasu. Oremus flectamus tenua. Levate Alon sungu tanai no muto taura pia the kin grodi que piane do drugu si yung do mu yue si yung bi do drugu tending song shao taro muto the kin pideningi
တကူတီသောစီစောချိန်မင်္ဂလာမြတ်ကိုခံယူကြသောသူတို့ကိုစုံလင်သောယုံကြည်ခြင်း၌ပေါင်းစည်းတော်မူ၍ချစ်ချင်းမေတ္တာနှောင်းကျဖြင့်ဆက်သွယ်နိုင်ကြရန်ကိုရောသားတို့သူစုကိုတနာကျင်နာမှုဖြင့်ကြည်စုတော်မူပါမည်ကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်စထမအနေနဲ့ဂျူးလူမျိုးတွေအတွက်ဆုတောင်းပေးကြစို့ကျွန်တော်တို့ရဲ့ရှင်ဖျားသခင်တွေမိမိကိုယ်တိုင်ပထမဦးစွာဘေးဒိတ်ပေးခဲ့သောဂျူးလူမျိုးတို့ကိုမိမိနာမတော်အားချစ်ခြင်း၌၎င်းမိမိပရိငင်ကိုတစ္ဆာရှိစွာလိုက်နာဆောင်ထင်းခြင်း၌၎င်းတုတ္တစေယံကူငီတော်မူပါမည်အကြောင်းဆုတောင်းပေးကြစို့Oremus flectamus tenua Levate Alun sungu tanay no mo to thawra phya thakhin kurodi Abraham ne tui amyon we doa kadi do mya ku tharo mu khe di ne ngi pathama u swai we kaw do mu khe to lu myu di ke tin chin chana ku apya wa khan sa nan yan kuro tin no yesu taw meta mya ku ji phyu swa na ngyang do mu ba mya changတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်တတမအနေနဲ့ခရစ်တော်သခင်ကိုမယုံကြည်တဲ့သောသူတို့အတွက်ဆုတောင်းပေးကြစို့ခရစ်တော်သခင်ကိုမယုံကြည်တဲ့သောသူတို့ဒီတန်ရှင်တော်ဝိညာဉ်တော်အလင်းကြီးစွာကိုခံရကြ၍ကယ်တင်ခြင်းချမ်းသာလမ်းတော်သို့ရောက်နိုင်ကြပါမည်အကြောင်းဆုတောင်းပေးကြစို့Oremus flectamus tenua Levate Alun sungu tanay no mo to thawra phya thakhin khritတော်သခင်ကိုမယုံကြည်တဲ့သောသူတို့သည်ကိုယ်ရဲ့မျက်မှောက်တော်၌ဖြူစင်ယူသားသောစိတ်နှင့်နေထိုင်ကြလျင်အမှန်တရားတော်ကိုတွေ့နိုင်ကြရန်၎င်းတပည့်တော်ဒီလည်းချင်းချင်းတူကိုတူချစ်ခင်ကြ၍ကိုယ်ရဲ့နဲ့လာသောအဖြစ်တော်အကြောင်းကိုနားလေလူသောဆန္ဒပြင်းပြလေလူတို့ရှိနိုင်ကိုယ်ချစ်ခြင်းမေတ္တာတော်ကိုပုံမစွန်လင်းစွာတည်ခါနိုင်ကြရန်၎င်းမှာစာတော်မူပါမည်ကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်အထမအနေနဲ့ဖျားသခင်ကိုမယုံကြည်တဲ့သောသူတို့အတွက်ဆုတောင်းပေးကြစို့ဖျားသခင်ကိုအတိအမှတ်မပြုသောသူတို့သည်ယူသားဖြောင့်မတ်သောစိတ်နှလုံးဖြင့်ဟောက်မှန်ရာကိုလိုက်ခြင်းကြလျက်ဖျားသခင်ထံတော်သို့ရောက်ထိုက်ကြပါမည်အကြောင်းဆုတောင်းပေးကြစို့ Oremus flectamus tenua Levate Alun sungu tanay no mo to thawra phya thakhin lu apaung no di phan sin sin phit tor mu to ko ron shin ko saya thatan swa mye tse sya phwe ja lye twai to khan sin nalung cham metta ya mu ko ya cha se yan ko ro phan sin no mu khe di ne ngi lu apaung no di dukha khe khe ta si mya le twin ko ro chin na mu yi lakhana mya ne ko ro ko yong chi to tu ru yi pung tit te kaung mya ko ti min na le cha lyeကိုရောတပါတိတာလီမန်ကန်တော်ဖျားတပြိုရီအဖာဖြစ်တော်မူကြောင်းကိုဝန်ခံနိုင်ကြရမှာဆောတော်မူပါမည်ကြောင်းဖ
တပျော်ရသခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်နဝမအနေနဲ့တိုင်းနိုင်ငံအသီးသီးကိုအုပ်ချုပ်တော်သူများအတွက်ဆုတောင်းပေးကြစို့ကျွန်တော်တို့ရဲ့ရှင်ဖျားသခင်ဒီတိုင်းနိုင်ငံကိုအုပ်ချုပ်တော်အာနာပိုင်တို့ရဲ့စိတ်နှလုံးတို့ကိုအလူတော်မြတ်အတိုင်းပေးကမ်းလိုင်းဝင်တော်မူသဖြင့်လူအလုံးတို့ဒီစိမံတော်လွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းသာယာခြင်းကိုရရှိကြပါမည်အကြောင်းသူတို့အတွက်ဆုတောင်းပေးကြစို့Oremus flectamus tenua Levate Alon sungo danai no muto tawra phyana khin kuro ta lin lu ru yi lu la taung ta chan ne lu a myu myu do yi akhwan yi alon do ko phyi swan nain din ne ngi tabi yor do ko auk chou tu ro wa ku ro lai ngun do mu yue ka ba tuan lu nai ngain chan ta ya chin ko lagaungလူမျိုးအပေါင်းတို့အားဘာသာယဝပြောရည်ကို၎င်းဘာသာတရားတော်ကိုလွတ်လပ်စွာကိုကိုွယ်ခွင့်ကို၎င်းကိုရောပေတနာတော်မူပါမည်အကြောင်းတပျော်ရသခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖယားနောက်ဆုံးအနေနဲ့အတိတ်ဒုက္ခရောက်နေကြသောသူတို့အတွက်တတိယဆုတောင်းပေးကြစို့ညီကိုမောင်နှမအပေါင်းတို့ဤလောကမှာအမှားအယွင်းများပပျောက်ရန်၎င်းယောဂဝေဒနာတို့ကိုပျောက်ကင်းစေရန်၎င်းငတ်မွတ်ခေါင်းပါခြင်းကိုဖေရှားပေးရန်၎င်းထောင်တကားများကိုဖွင့်ပေးရန်၎င်းနောင်ကျူးများကိုဖိလွတ်ပေးရန်၎င်းဖျားဖူးများနဲ့ခရီးသည်များအားလုံး၏လုံခြုံရေးနဲ့အိမ်တုပ်ချောမောစွာပြန်လည်ရောက်ရှိရေးကို၎င်းမကျမ်းမာသောသူတို့အားကျမ်းမာခြင်းနဲ့တင်အံ့ဆဲဆဲဖြစ်နေသောသူတို့ကကယ်တင်ခြင်းချမ်းသာကိုပေးသနာတော်မူရန်၎င်းမေတ္တာတော်ရှင်အဖဖျားသခင်ထံဆုတောင်းပေးကြစို့Oremus flectamus tenua Levate Alon sungo danai no muto tawra phyan thkin kro dewan ne chikwe do turu apu khon a phit dor mu din ne ngi lu a long do di ate dukha yauk ne cha to kha kro yi tana chana mu ku khan sa nai chan yan dukha yauk di akha dai kro yi athan no tu tana khan cha do turu yi su taung metta mya ko na ngyang do mu ba mye changတပျော်ရသခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖယားအာမင်ကျွန်တော်တို့ဒီကနေ့ရဲ့ဝတ်ပြုကိုကိုယ်ချင်းပထမအပိုင်းဒီမှာပဲပြီးဆုံးသွားပြီဆက်လက်ပြီးတော့ကျွန်တော်တို့မတ်တရက်ပြီးတော့ဒီခရစ်တုကားတိုင်အယူအသေးပေးခြင်းအခမ်းအနားကိုကျင်းပမှာဖြစ်တယ်ဒီခရစ်တုကိုအနောက်ဘက်ကနေပြီးတော့ဒီအရှိဘက်ကိုတေးလာမယ်ပြီးလို့ရှိရင်ဒီခရစ်တုကိုဘယ်ဘက်ကိုဖွင့်မယ်အဝတ်နဲ့ပတ်ထားတဲ့ခရစ်တုကားတိုင်တော်ကိုဘယ်ဘက်ကိုဖွင့်မယ်ညာဘက်ကိုဖွင့်မယ်နောက်ပြီးတော့ဒီတကူလုံးเนาะခရစ်တုကားတိုင်တစ်ခုလုံးကိုဖွင့်မယ်ဒီအဲ့ဒီဖွင့်တဲ့အချိန်မှာဤလောကသားဤကယ်တင်ရှင်အားတင်ထားသောခရစ်တုကားတိုင်တော်ကိုကြည်ကြလောဆိုရက်ဒီလာတင်လူတချင်းเนาะဖုန်းရနေပြီးတော့ဆိုမယ်ဘာသာသူများအနေနဲ့ venite adoremus လာကြ၍ကိုးကွယ်ကြဆိုပြီးတော့အဲ့လူကျွန်တော်တို့ဆိုတဲ့အချိန်မှာဒူးထောက်မယ်ပြီးတော့ပြန်ပြီးတော့မတက်ရမယ်เนาะအတန်တပြည့်ပြည့်เนาะ3 ကြိမ် 3 ခါတပြည့်ပြည့်နဲ့
ဒီအတန်တဖြည်းဖြည်းနဲ့မြင့်သွားမယ်နော်ပြီးလို့ရှိရင်ဒီ3ခါနော် Venite Adoremus ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒူးထောင်မယ်ပြီးတော့ပြန်မတက်ရမယ်ပြီးတော့ဒီလက်ရဘက်ကိုဖွင့်မယ်လက်ဝဲဘက်ကိုဖွင့်မယ်နောက်ပြီးတော့ဒီခရစ်တုကားတိုင်းတစ်ခုလုံးကိုဖွင့်မယ်ပြီးလို့ရှိရင်ဒီခရစ်တုကားတိုင်းပေါ့နော်အကြီးကြီးပေါ့နော်ဒီမှာစိုက်ထားမယ်ဒီမှာစိုက်ထားပြီးတော့ဒီအယူအသေးပေးခြင်းเนาะနောက်ပြီးတော့ဒီတပည့်တစ်ချက်စီမှာအလူခံဖို့ကျွန်တော်တို့ထားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အလူတွေဒီမှာတပည့်တစ်ချက်စီမှာထည့်ပါကိုရောမြက်ပြင်းတယ်လို့ပေါ့เนาะအားလုံးเนาะကလေးတွေလည်းပါတယ်အားလုံးဒီမှာသာသနာရဲ့စီကံအရာတော့ဒီမနိုင်ရဘူးပေါ့เนาะမနိုင်ရဘူးဘာလို့လဲဆိုတော့ယောဂအခြေအနေအကြောင်းပေါ့နော်အခုထက်ထိကဒီမပြီးဆုံးနိုင်သေးတဲ့အတွက်ဆိုတော့ဒီကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်ခရစ်တုကားတိုင်းကိုကျွန်တော်တို့အယူအသေးပေးခြင်းအနေနဲ့နန်းတယ်နော်ဒါမှမဟုတ်လို့ရှိရင်အယူအသေးပေးကြတယ်ဦးညွတ်ပြီးတော့ပဲဖြစ်ဒူးထောက်ပြီးတော့ပဲဖြစ်လက်နဲ့ထိပြီးတော့ပဲဖြစ်ကျွန်တော်တို့အယူအသေးပေးကြမယ်ဆိုတော့တလိုင်းပြီးတလိုင်းပေါ့နော်အဝင်အထွက်ကောင်းအောင်နောက်ပြီးတော့မြန်ဆန်လေးဖြစ်အောင်နော်တလိုင်းပြီးတလိုင်းနော်အာရှာဒီလူငယ်တွေတေးချာကြည်ထားပေးပါဒါခရစ်တုအယူအသေးပေးခြင်းပေါ့နော်ဒါခရစ်တုအယူအသေးပေးခြင်းပြီးတဲ့နောက်မှာကျွန်တော်တို့ကောင်းကင်ဘုံမေတ္တာဆုမယ်ကိုရောမြတ်ပင်ယူခြင်းရှိမယ်ပြီးလို့ရှိရင်ဆုတောင်းမယ်ပြီးလို့ရှိရင် final blessing ဘာမှမရှိတော့ဘူးနော်အပိတ်တခြင်းဆုပြီးတော့ကျွန်တော်တို့ဒီကနေ့အခမ်းအနားကိုအဆုံးသတ်မှာဖြစ်တယ်အခုအနောက်ဘက်ကနေပြီးတော့ခရစ်တုကားတိုင်းတဖြည်းဖြည်းနဲ့ထမ်းလာမယ်စိတ်ငြိမ်စွာနဲ့နော်ဆောင်းပါနောက်ပြီးတော့စိတ်ထဲမှာခရစ်တော်ရဲ့ဒုက္ခခံထားခြင်းကိုနော်ဒီထောက်ဆုစဉ်းစားပါပြီးတော့ဒီကျွန်တော်တို့ဘာသာသူများနော်ဒီ projector မှာရေးထားလာတော့မသိဘူးနော် Venite Adoremus ဆိုတဲ့ဟာလာကြကူးကွယ်ကြဆိုတဲ့နေရာမှာဒူးထောက်မယ်ပြီးရင်ပြန်မတက်ရမယ်နော်3ခါပြီးလို့ရှိရင်ဒီကားတိုင်းကိုစိုက်ထားမယ် Excellium cruci in gosalum mundi perpendi
Excellium cruci in consalus mundi perpetuamente. Excellium cruci in consalus mundi
ริสต์อายุเต็มปีแล้วดูดียันดันยันตัวปีบ้าคนเดียมาจุลาโก
ဘာသာသူများအနေဖြင့်ခရစ်တုကားတိုင်ကိုအယောသိပေးတဲ့ချိန်မှာခတ်တတလေးအယောသိပေးကြပါလူများလွန်တဲ့ကြောင့်နော်
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တခင်ယေရှုရဲ့မိန်တော်ကိုနာခံ၍ကိုရောစင်စင်တင်ကြားတော်မူသောမေတ္တာတော်ကိုယုံကြည်ကိုးစားခြင်းနဲ့ရွတ်ဆိုကြစို့ ကောင်းကင်ဘုံ၌ကျင့်ဝတ်တော်မူသောကျွန်တော်တို့ရဲ့အဖကိုရောရဲ့နာမတော်အားယုံကြည်သည်မြတ်ခြင်းရှိပါစေသောကိုရောရဲ့နိုင်ငံတော်သည်ရောက်ပါစေသောကောင်းကင်ဘုံ၌ဖြစ်ကဲ့သို့မြစ်ကြီးပေါ်၌လည်းကိုရောရဲ့လူတော်သည်ပြည့်စုံပါစေသောနေ့စဉ်မပြတ်လို့ဆရာတော်ရာစာတို့ကိုကျွန်တော်တို့အားယဉ်၌ပဲမေတ္တာတော်မူပါကျွန်တော်ကိုတိကကျွလွန်တော်သူတို့အားကျွန်တော်တို့ခုနတကယ်တော့ကျွန်တော်တို့ရဲ့ပြများကိုလည်းခုနတော်မူပါနောက်ဆက်ခြင်းမလို့၌ကျွန်တော်တို့ကိုပါဝင်ခြင်းမရှိစေပဲလေမကောင်းမှုသူများနဲ့ကင်းလဲစေတော်မူပါ။အိုဖျားသခင်တပည့်ရိကတင်ရှင်ယေရှုခရစ်တော်သခင်သွန်လာတော်မူသဖြင့်ထာဝရချမ်းသာကိုဆုံးမြောက်နေကြသောတပည့်တော်အားယခုကာလတွင်ငြိမ်းချမ်းသာယာခြင်းကိုကြည်ဖြူစွာပေးတော်မူပါ။တပည့်တော်ကိုတနာတော်မူသဖြင့်မကောင်းမှုသူများမှကယ်တင်တော်မူပါ။အပြစ်မှစင်ကင်းလွတ်စေ၍ဆင်းရဲဒုက္ခအပေါင်းမှလည်းကာကွယ်တော်မူပါ။အကြောင်းမူကားကိုတော်ဒီပါတိတာလေစေတေငါဘုရားနုဘောဘုံကုံတော်ကိုကဘာဆက်ဆက်ဆိုပိုင်တော်မူပါသည်ဖျားကျေးဇူးပြု၍ဒုထောက်ပါလောကအပြစ်ကိုချွတ်တော်မူသောဖျားရှင်၏သူငယ်တော်ကိုဖူးမြော်ကြလောသူငယ်တော်၏စားတော်ပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့သည်မင်္ဂလာရှိကြ၏โอเคဗျာမြော်တို့ဒီကိုရောကိုရှင်ကြွားတော်မူခြင်းကိုခံယူရတပြီတော်မထိုက်တန်ပါတို့ရတွင်တခုမြတ်သာမင်းရှိတော်မူပါလေတပြီတော်၏ဝိညာဉ်တည်တန်ဆင်းစင်ကြယ်ပါလိမ့်မည်ယေရှုပေတော်အတေမောဒီမိမိအတေနေအတာယေအာစာယေ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
အားလုံးပဲမင်္ဂလာပါဒီနေ့ဆုတောင်းကြစို့အလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားသခင်ကိုရောဒီခရစ်တော်သခင်မွန်မြတ်သောတေခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်တပည့်တော်တို့ဖန်ဆင်းစဉ်ကရှိခဲ့သောမူလအခြေအနေသို့ပြန်လည်ရောက်ရှိစေတော်မူခြင်းနဲ့ငြိတပည့်တော်တို့ဒီအနေနဲ့ရာအချက်များ၌ပါဝင်ခြင်းပါကြလျက်ရှင်ယုတ်ခြင်း၌အမြဲတစေအသက်ရှင်နေနိုင်ကြရန်ကိုရော၏ချစ်ခင်ကြနာမှုလုပ်ငန်းကိုတပည့်တော်တို့၌ဆက်လက်တည်မြဲစေတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျား။အိုဖျားသခင်ကိုရောသားတို့ရဲ့တေခါတော်မူခြင်းအကြောင်းကိုတိုင်းရှင်ပြန်ထမြောက်ရမည်ဟုသောမျှော်လင့်ချက်ဖြင့်ပြန်လည်တတိယကျင်းပနေကြသောဂရိလူစုအပေါ်သို့ကောင်းခြင်းမင်္ဂလာဖျားတို့ကိုတက်ရောက်စေတော်မူပါအပြစ်များကိုခွင့်လွှတ်တော်မူပါနှစ်သိမ့်ခြင်းကိုပေးတော်မူပါယုံကြည်ခြင်းတူပွားစေတော်မူ၍ထာဝရကယ်တင်ခြင်းချမ်းသာကိုဧကမှုချပေးသနာတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ကျွန်တော်တို့ဒီကနေ့ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားဒီမှာပဲပြီးဆုံးပါပြီဒီ MCCM ဘက်ကနေပြီးတော့မနေ့ဖြန်အတွက်ပဲဖြစ်ဖြစ်အစီအစဉ်များကြီးညာဆရာရှိရင်ဆက်လက်ပြီးတော့ပြောကြပါမယ်ကျေးဇူးပြု၍ခဏထိုင်ပါဒီနေ့ဒီအချိန်တိုင်းပြင်ဆင်ပြီးသွားတဲ့ဘုရားရှင်ကိုကျေးဇူးတင်တယ်ပြီးတော့လို့ရှိရင်ဒီနေ့အစီအစဉ်ဒီအားလုံးအဆုံးပြီးသွားတဲ့ဘုံဘုံဘုရားကိုလည်းအထူးပဲကျေးဇူးတင်ရှိတယ်ချင်းညာဆရာတစ်ခုအနေနဲ့မနေ့ပြန်ကြရင်ကျွန်တော်တို့နံပါတ်1အနေနဲ့နေရာကကျွန်တော်တို့ချင်းညာထားတဲ့အတိုင်းဒီနေရာမဟုတ်တော့ဘဲနဲ့ St. John School Hall မှာဖြစ်ပါတယ်အဲ့ဒီနေရာကတော့အရင်တော့ကကျွန်တော်တို့3နေကြနေရပါတော့ဆိုတော့အဲ့ဒီမှာလဲကျွန်တော်တို့အခုလူချင်းမှာပဲညနေပိုင်း10နာရီကနေပြီးတော့ပုံမှန်စမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မနေ့ပြန်မှာကျွန်တော်တို့ Facebook မှာကြုံရထားတဲ့အတိုင်းဘတ်ကား15စီနဲ့venကားတစ်စီးလာကြုံမှာဖြစ်တယ်ဆိုတော့အဲ့ဒီနီနာတိုးမှာရှိတဲ့
บาตาตูดีเกยุยมาตีตีบุสโลชีนกูเยนิสัยยาเสียดีบงสองดีกูเสด็จปีผู้ได้ต้นชินเล่ปีตัวโลชีนจะโนโรจริงน่าจริงยาเสียตะควนี้เนี่ยจะโนตะขาตลีมาพยาจังยาวผู้เดบาตาตูดีตัวจะโนโรลายปัทมาปันเนตติยาปัตไตกูจะโนโรเมียมามัสดีเมียมาลุเนี่ยบ่เนาะปงมันสีบาเดไอ้เรากูนี่เลยปงมันสวินตนายมาซาเดสุดအခုဒီအစတာပြီးတော့လို့ရှိရင်တော့ဘုရားကျောင်းကဒီအစင်မပြီးသေးတဲ့အတွက်ကြောင့်ဒီနေရာမှာပဲဘောနော်ဖြစ်ဖို့များတယ်ဆိုတော့အဲ့ဒီအပြောင်းအလဲတစ်ခုခုရှိလို့ရှိရင်ကျွန်တော်တို့ပုံမှန် Facebook တော့၎င်း WhatsApp group ဒီမှာကျွန်တော်ကြီးညာလေးရှိတယ်ဆိုတော့ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင် Facebook မြန်မာ Catholic Community Malaysia MCCM ဆိုတဲ့ Facebook page တော့၎င်းမြန်မာ MCCM Malaysia Facebook page မှာတော့၎င်းဒီ WhatsApp group မှာလည်းရှိတယ်เนาะအဲ့ဒါဒီမှာကျွန်တော်မပါဝင်တည်တဲ့ဘာသာတူဒီရှိလို့ရှိရင်လည်းအဲ့ဒါဒီမှာပါဝင်ဖို့ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ဖြစ်ဘာသာရေးကိစ္စတစ်ခုကိုအကြောင်းကြားရှင်းတယ်ဆိုလို့ရှိရင်အဲ့ဒီမီဒီယာတွေကနေပြီးတော့တစ်ဆင့်ပုံမှန်အကြောင်းကြားလေးရှိတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုအနေနဲ့นายี2023အတွက်นายีမဝန်ဖြစ်တည်တဲ့ဘာသာတူလူရှိလို့ရှိရင်အမြန်ဆုံးဝင်ပြကြဖို့เนาะဒီဘုရားကျောင်းပြီးရင်လည်းကျွန်တော်တို့ဝင်လို့ရတယ်ဒီအထွတ်ပေါက်ရဲ့ဘီနာမှာပေါ့เนาะလူငယ်လေးတွေရှိပါမယ်သူတို့စီမှာဝင်လို့ရမယ်အခုကကျွန်တော်တို့တက်လိုက်ကြော်သွားပြီဖြစ်တဲ့အတွက်ကြောင့်အခုမှဝင်လို့ရှိရင်အခုကနေစပြီးတော့နောက်တလအထိပေါ့เนาะတလအကျော်မှပဲအကျုံးဝင်မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီนายีဝင်ချင်းအကျိုးကျေးဇူးကြောင့်ကျွန်တော်တို့အကယ်၍ဒီမလေးရှားမှာတခုခုဖြစ်သွားလို့ရှိရင်ဒီ MCCM နာယီကနေပြီးတော့အစအဆုံးပေါ့နော်တာဝန်ယူပြီးစင်းပြမှာဖြစ်တယ်အကယ်၍မြန်မာပြည်မြန်ပို့မယ်ဆိုလို့ရှိရင်ဇာကုံအထိကုန်ကျစရိတ်ဒီထောက်ပံ့ပေးမှာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင်အဲ့ဒီမှာမဝင်သေးတဲ့ဘာသာတူတွေရှိလို့ရှိရင်မဖြစ်မနေဝင်ဖို့ပေါ့နော်အဲ့ဒါအထူးတိုက်တွန်းချင်တယ်ဘာဖြစ်လို့လဲဆိုတော့အခု January လကနေပြီးတော့အခု4လပိုင်ပဲရှိသေးတယ်ကျွန်တော်တို့ဆုံးသွားတာက4ယောက်လောက်ရှိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒီ4ယောက်ထဲမှာလဲmember 1ယောက်ပဲရှိတယ်ကျန်တဲ့3ယောက်က member မဝင်ဘူးပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့လှုပ်ရှားလှုပ်ဒီတခုခုဘာသာကက်သလစ်ဘာသာ1ယောက်ကိုတခုဖြစ်လို့ရှိရင်ကျွန်တော်တို့လို့ပြောမှလဲမခေါ်လို့လည်းမရဘူးเนาะထားခဲ့လို့လည်းမရဘူးเนาะနောက်ဆုံးကျွန်တော်တို့အဲ့လိုမျိုးဖြစ်တဲ့ခါကျရင်လုံးဝကျွန်တော်တို့မိသားစုတွေမိသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာပဲဖြစ်တာဝန်ယူရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာအခက်အခဲအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်တနည်းစာ15ချက်လေးနဲ့ပါဝင်ပြီးကြပါเนาะအကယ်၍ကိုယ့်ရဲ့ဆွေမျိုးတိုက်ဝဲဒီမပါဝင်တည်တဲ့သူရှိလို့ရှိရင်လည်းကိုကနေပြီးတော့သူ့ရဲ့လိုအပ်တဲ့အချက်လက်တွေမေးပြီးတော့ဝင်ပြီးလို့ရတယ်เนาะဘာဖြစ်လို့လဲဆိုတော့အကယ်၍တခုခုပြလို့ရှိရင်ကိုယ့်ရဲ့တိုက်ဝဲထဲမှာပြလို့ရှိရင်ကိုလည်းအဲ့ဒီဒုက္ခကိုကြော်သွားလို့မရဘူးเนาะထားခဲ့လို့မရဘူးဆိုတော့ခုတခါတည်းဖြစ်နိုင်လို့ရှိရင်အဲ့ဒီဆွေမျိုးတိုက်ဝဲဒီရှိလို့ရှိရင်အကြောင်းကြားပြီးတော့အဲ့ဒီနာယီမှာထို့တစ်ဖြစ်နာယီမှာပါဝင်ဖို့ထို့တိုက်တွန်းချင်တယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ community တိုင်းမှာလည်းဖြစ်နိုင်လို့ရှိရင် member တွေဝင်ပြီးကြဖို့ပေါ့เนาะအထူးအရေးကြီးပါတယ်ပြီးတော့လို့ရှိရင်မနေ့ဖြန်စီစဉ်မှာကျွန်တော်တို့ဒီမိုဟင်းကားကိုပွဲ2000ကျော်လောက်စာစီစဉ်တယ်ဆိုတော့မိုဟင်းကားကိုမနေ့ပြန်ကျောင်းမှာZCC ကနေပြီးတော့မိခင်ဒီဦးဆောင်ပြီးတော့ချက်ပြုတ်ပြမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာလဲလောအပြအများကြီးလိုမယ်နံပါတ်1ပြီးတော့ကျောင်းမှာလဲကျွန်တော်တို့ဒီကျောင်းက hall school hall เนาะဒီလိုထိုင်ကုန်ဘာမှမရှိဘူးအလို့ကြီးဆိုတော့အဲ့မှာထိုင်ကုန်ဒီစင်ဖို့လိုမယ်ပြီးတော့ဒီဖျားစင်ဒီလုပ်ဖို့လိုမယ်ပြီးတော့ဆိုရင်ပြီးပတ်ဝန်းကျင်မှာလိုအပ်တဲ့ဟာကျွန်တော်တို့ကောင်းနေထိုင်လို့ရအောင်ကျွန်တော်တို့အားလုံးပြန်လို့ရမှာဆိုတော့လောအပြအများကြီးလိုတယ်အထူးသဖြင့်လူငယ်ဒီလူကြီးဒီအားလို့ရှိရင်ပေါ့เนาะမနေ့ပြန်7နာရီလောက်ဒီ school hall မှာတော့လကောင်းဒီ MCCM ကျောင်းမှာတော့လကောင်းလောအပြီးဖို့ပေါ့เนาะအထူးဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ဆုတောင်းရအောင်
ဘုရားရှင်ကအမိန်တော်ရှိ၍ကျွန်တော်ကိုဆောင်တော်တကြားကျွန်တော်အားနေညမပြဆုံးမတော်တင်ဂျေဆုဆောင်မတော်ပါ။အိုယေရှုရှင်တော်တော်အလွန်တန်ရှင်စင်ကြယ်တော်မတော်မေရော၏နှလုံးတော်စိန့်ခရစ်တော်ဖာယန္တာသူတော်တို့များပေါင်းတော်ကျွန်တော်တို့ဖုံးအားစတောင်းပေးတော်ပါခမည်းတော်ကျေးဇူးပြုဘာသာသူများအနေဖြင့်ကိုထိုင်တဲ့နေရာမှာရေဖုခွန်ပြီးရင်အမိုက်စသည်ဖြင့်ဒီအမိုက်တွေကိုကောက်ပေးကြပါလူငယ်များအနေနဲ့အမိုက်တန်ရှင်းပြန်လုံးမဲ့အချိန်မရှိတဲ့အတွက်ကြောင့်နော်အမိုက်ကိုစနစ်တကျတင်ပေးကြပါနော်ကျေးဇူးပြုฮัลโหลคงดีเท่งเสียมารู้เนาะคงดีคงดีที่ใต้ท่าไรคงดีมารู้ไทยคงดีมารู้กิมยาไทยคงดีที่ใต้ท่าแค่บ่าเนาะมันได้เปลี่ยนตัวมันได้ซอยเปลี่ยนตรงมาพิเดตัวจังไทยคงดีจิ้วพี่เรามาเต็งเนี่ยเนาะพี่ตัวเราเสียเองเอามานาเว้เนี่ยเลยจิ้วพี่เราตามเปลี่ยนพี่พูดแล้วชูมีตายขัน